ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့သူတွေထောက်ပြတဲ့သူတွေဘယ်သူမှအသက်ညာမှုမပေးပါဘူးမျက်နှာမွဲဆိုရင်တော့သွားပါပြီမနှက်ဆွဲပြီးတော့ညနေအမိန်ချပါလိမ့်မယ်ရွေးကောက်ပွဲကလွတ်လပ်၍တရားမျှလွတ်လပ်မှုမရှိရင်တရားမျှတမှုဆိုတာဘယ်လုံးဝမရှိနိုင်ဘူးအဲ့တော့လွတ်လပ်မှုကိုဖော်ဆောင်ဖို့အတွက်ဒီလောက်ထိတင်းကျပ်ထားတော့ဝေဖန်မှုတွေမှာစစ်မှလက်ညှိုးထိုးမခံနိုင်တဲ့ဒီမိုကရေစီဟာအကြံဖန်ဒီမိုကရေစီဖြစ်နေပါပြီသူကြတော့တက်တန်းကြီးကပြည့်နေသည့်တိုင်အောင်ပါပဲနေသူ့နေရာမှာဘယ်လူငယ်မှနေရာမပေးခြင်းတဲ့အတွက်ကြောင့်မလို့နေရာလောပစောတက်နေရကြတော့လေဘယ်လိုလုပ်မလဲဟဟလားသူပြောတဲ့စကားနဲ့သူ့လုပ်ရတဲ့ညီရလားဗျာခင်ဗျားတို့စဉ်းစားကြည့်ပါဦးဒေါ်သက်ခိုင်ကိုဖမ်းဆီးသွားပြီနော်တရားစွဲတော့မထင်ပါတယ်ဒါပေမဲ့တော့စောင့်ကြည့်အောင်ပါလေဒါမျိုးအခြေအနေတွေကတော်တော်လေးကိုဖြစ်နေတာဟုတ်မနှက်ဆွဲတယ်ညအမိန်ချတယ်မျက်နှာမွဲတွေအတွက်ဒါပေမဲ့တော့နောက်ခံ background ကောင်းကောင်းရှိရင်ဆွဲသွားတယ်တရက်နှစ်ရက်လောက်ဘယ်လိုခေါ်မလဲဆိုတော့သူတို့ချင်းညှိနှိုင်းပြီးပြန်လွတ်ပါတယ်အဲ့တော့အခုဒေါ်သက်ခိုင်လည်းဆွဲခံရတယ်လို့ကြားသိရပါတယ်ဆွဲခံပြီးသွားလို့ရှိရင်တော့သူ့ရဲ့နောက်ကျောင်း background ဘယ်လိုရှိမလဲကျွန်တော်တို့မသိဘူးเนาะbackground ကောင်းတယ်ဆိုလို့ရှိရင်တော့သူတို့ညှိနှိုင်းပြီးတော့ပြန်ထွက်လာပါလိမ့်မယ်အဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်စောင့်ကြည့်နေခဲ့တယ်ပေါ့စောင့်ကြည့်နေဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်တဲ့သူတွေထောက်ပြတဲ့သူတွေဘယ်သူမှအသက်ညာမှုမပေးပါဘူးမျက်နှာမွဲဆိုရင်တော့သွားပါပြီမနှက်ဆွဲပြီးတော့ညနေအမိန်ချပါလိမ့်မယ်တချို့နှစ်တွေတော်တော်များများခံရရရှိတယ်လုံးဝနောက်ခံ background ဘာမှမရှိတော့တေးချတယ်ငါတို့အချုပ်ထဲပဲဘာမှပြန်ထွက်လာဖို့မရှိဘူးเนาะအဲ့တော့ဒေါက်တာသက်ခိုင်ဆိုတာလဲပါတီတစ်ခုရဲ့အကြီးအကဲတယောက်ဖြစ်တယ်စစ်တပ်မှာလဲเนาะစစ်တပ်ဦးမင်းအောင်လှိုင်ရဲ့ဒီအစိုးရမှာလဲဝင်ကြီးဌာနနေရာတွေယူဘူးသလိုစစ်တပ်ရဲ့အမာခံအားပေးထောက်ခံသူဆိုလို့ရှိရင်လဲဒါမမားဘူးပေါ့ဗျာเนาะအဲ့ဒီတော့ကြောင့်မို့လို့တော့သူ့ကိုအထာထားမလားပေါ့အထာထားတယ်ဆိုတာလေးစားသမှုအနေနဲ့ထားမလားဒါမှမဟုတ်လို့ရှိရင်လဲသူ့ကိုချုပ်ထဲမှာပဲချုပ်ထဲထဲမလားဒါမှမဟုတ်လို့ရှိရင်သူတရားတွေရင်ဆိုင်မှာဗျာနော်ကျွန်တော်တို့ကတရားရင်ဆိုင်ရမှာပေါ့သူပြောခဲ့တဲ့စကားတွေနဲ့ပတ်သက်ပြီးတော့သူတရားရင်ဆိုင်ရမှာပေါ့ဗျာနော်ဒါပေမဲ့တော့ကျွန်တော်စောင့်ကြည့်ရမှာပေါ့ဘာကြောင့်လဲဆိုတော့ရှေ့မှာတာတကတွေရှိခဲ့တယ်မျက်နှာမွဲမနှက်ဆွဲညဆွဲမနှက်ဆွဲညထောင်ကြပါလေနော်လုံးဝနောက်ခံ background မရှိတဲ့သူတွေထောင်ထဲရောက်ပါတယ်ဘယ်လိုခေါ်မလဲဆိုတော့ background ကောင်းတယ်ဆိုလို့ရှိရင်တော့ပြန်ပြီးတော့တရက်နှစ်ရက်နေပြန်လွတ်လာတတ်ပါတယ်အဲ့တော့သက်ခိုင်အနေနဲ့ကတော့ဘယ်လိုကံကြမ္မာမျိုးပေါ့နော်ရင်ဆိုင်ရမလဲဆိုတာတော့ကျွန်တော်တို့ကြည့်ကြပြောလို့တော့မရသေးဘူးပေါ့ဗျာနော်အခုအချိန်မှာအားလုံးဆွဆွဲထားတာကဒီရွေးကောက်ပွဲဟာဦးမင်းအောင်လှိုင်အနေနဲ့သူကသူဖျားစုမိုးချိုးပစ်ကျွန်တော်လုံးဝတာဝန်ယူပါတယ်ဒီရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါလို့ပြောနေပေမဲ့ဒီမိုကရေစီရွေးကောက်ပွဲဟုတ်ပြီသူပြောနေဒီမိုကရေစီရွေးကောက်ပွဲဆိုတာလူခွင့်ရင်းနဲ့ဓာတ်ရိုက်အချိုးကျတယ်လူခွင့်ရင်းမရှိတဲ့ဒီမိုကရေစီကအကြံဖန်ဒီမိုကရေစီပဲဘာကြောင့်လဲဆိုတော့ပြည်သူလူထုကဒီမိုကရေစီဆိုတဲ့ကပြည်သူလူထုပြန်အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်နော်ပြည်သူလူထုပဲပြန်ပြီးတော့ဘယ်လိုခေါ်မလဲကျွန်တော်တို့ဥပဒေနီးနာတွေပြန်ပြီးတော့ပြည်သူလူထုအချင်းချင်းကြားမှာပြန်ပြီးတော့ဖော်ဆောင်တဲ့ရွေးကောက်ပွဲမျိုးဖြစ်တယ်အဲ့တော့ဒီမိုကရေစီဆိုတာပါလေဒီမိုကရေစီဆိုတာကျင့်စဉ်နော်လှုပ်ထုံးလုံနေယဉ်ကျေးမှုကိုဒီမိုကရေစီလို့ခေါ်တာနော်အဲ့တော့ဒီမိုကရေစီအားဖြင့်ဗျာလူ9ယောက်ရှိလို့3ယောက်ကနှစ်သက်လို့ရှိရင်ဒီကိစ္စကိုလူ2ယောက်ကလိုက်ရောပေးရတယ်အဲ့တော့ဒီမိုကရေစီကိုဖော်ဆောင်တဲ့နေရာမှာပြည်သူလူထုကဖော်ဆောင်တာဒီဖော်ဆောင်တဲ့ပြည်သူလူထုကဒီလိုမျိုးပေါ့လူခွင့်ရေးလုံးဝမရှိဘူးလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်လေးတောင်မှမရှိဘူးရင်ဖွင့်ခွင့်လေးမှမရှိဘူးဆိုလို့ရှိရင်တော့ဒီမိုကရေစီဟာအကြံဖန်ဒီမိုကရေစီဖြစ်သွားပြီဒီမိုကရေစီကအကြံဖန်ဒီမိုကရေစီဖြစ်သွားရလောက်အောင်ဥပဒေနီးနာထုတ်တဲ့ရှင်ဆိုလို့ရှိရင်ထုတ်တဲ့သူဟာဒီဥပဒေပေါ့နော်ထုတ်တဲ့သူရောဒီအစိုးရရောဟာဒီဘယ်လိုခေါ်မလဲဆိုတော့ဒီမိုကရေစီအခင်းချင်းကြီးတစ်ခုလုံးဟာသူလိုသလိုပုံဖော်ထားသောသူ့ရဲ့အကြံဖန်ဒီမိုကရေစီဆိုတာဖြစ်သွားလိမ့်မယ်အဲ့ဒီတော့ကြောင့်မို့လို့တော့
ဘယ်ခေါ်မလဲဆိုတော့အခုဖြစ်ပေါ်နေတဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဝေဖန်မိလို့တို့နော်မိမိရဲ့စိတ်ဆန္ဒခံစားချက်ကိုပြောမိဒါဟာဒီမိုကရေစီနဲ့အကျုံးဝင်နေတယ်နော်ဒီမိုကရေစီလူအခွင့်အရေးမရှိတဲ့ဒီမိုကရေစီဟာစားမပါတဲ့ဟင်းတိုးပဲတနည်းအားဖြင့်အကြံဖန်ဒီမိုကရေစီပဲအဲ့လိုမျိုးမဖြစ်ရလေအောင်အခုတော့တသက်ခိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဟာသူ့ရဲ့ပြောဆိုမှုတွေထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ကိစ္စမျိုးဆိုလို့ရှိရင်တော့ဒါတေးချတယ်ဒါလုံးဝအကြံဖန်ဒီမိုကရေစီဖြစ်သွားပါလိမ့်မယ်လွတ်လပ်ရေးတရားမျှတတဲ့ရွေးကောက်ပွဲဆိုတာတနည်းအားဖြင့်ဒီမိုကရေစီနဲ့ဒီလူခွင့်ရေးမရှိတဲ့အတွက်ကြောင့်မို့လို့လူခွင့်ရေးမရှိတဲ့အတွက်ကြောင့်မို့လို့အကြံဖန်ဒီမိုကရေစီဖြစ်နေပါပြီလို့ပြောချင်တယ်ဗျာသိလားဘာကြောင့်ဆိုတော့ရွေးကောက်ပွဲကလွတ်လပ်မှုမရှိရင်တရားမျှတမှုဆိုတာဘလုံးဝမရှိနိုင်ဘူးအဲ့တော့လွတ်လပ်မှုကိုဖော်ဆောင်ဖို့အတွက်လောက်ထိတင်းကျပ်ထားသောဝေဖန်မှုတွေမှာစစ်မှလက်ညှိုးထိုးမခံနိုင်တဲ့ဒီမိုကရေစီဟာအကြံဖန်ဒီမိုကရေစီဖြစ်နေပါပြီနောက်တစ်ခုအခုထုတ်ထားတဲ့ရွေးကောက်ပွဲဆိုင်ရာဥပဒေကြီးပေါ့ရွေးကောက်ပွဲဆိုင်ရာကာကွယ်ရွေးကောက်ပွဲကိုဟုတ်လားဘယ်လိုခေါ်မလဲကာကွယ်တဲ့ဥပဒေတွေဟာဆိုလို့ရှိရင်တော့ဦးမင်းအောင်လှိုင်ရဲ့ဒါဦးမင်းအောင်လှိုင်ထုတ်တယ်ဆိုလို့ရှိရင်တေးချတယ်သူဒီလွတ်လပ်ရေးတရားမျှတသောရွေးကောက်ပွဲမဟုတ်ပဲနဲ့သူများတွေဝေဖန်နေကြတော့ဗျာနော်အကြံဖန်လုပ်ထားတဲ့ဒီမိုကရေစီဖြစ်နေပါတယ်လို့ပြောချင်ပါတယ်ဗျာသိလားအဲ့တော့ဦးမင်းအောင်လှိုင်နဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ကနည်းနည်းဝေဖန်စရာလေးလည်းရှိတယ်ဗျဘယ်ကောင်ထောက်ပြချင်တာပါအခုသူပြောသွားတယ်ပေါ့ဗျာနော်လူငယ် forum မှာပေါ့ဗျာနော်သူနေပြည်တော်မှာကျင်းပတဲ့လူငယ် forum မှာသူပြောသွားတယ်သူပြောသွားတာကဘာလဲဆိုတော့လူငယ်တွေကိုနေရာပေးရမယ်ရွေးကောက်ပွဲလိုက်ရှိတဲ့ခါကျလဲလူကြီးတွေကြီးပဲကွာနော်လူငယ်တွေကိုနေရာပေးဖို့ဆိုတော့သူကိုယ်တိုင်လည်းမစိုးဘူးဒီပုံကူကြီးကလူငယ်တွေကိုနေရာပေးရကောင်းမှန်းတော့သိတာဗျာလူငယ်တွေရဲ့အခန်းကဏ္ဍကိုနားလည်တာဗျာနော်ဟေးဒါပေမဲ့ကျွန်တော်တစ်ဖက်ကပြန်ကြည့်တယ်ကြည့်တဲ့အခါမှာဒီဆောင်လူငယ်သားနေရာပေးရမယ်ပြောသူကိုယ်တိုင်ကြတော့အခုချိန်ထိသူ့နေရာကိုလူငယ်ကိုနေရာပေးဖို့မစင်စားဘူးလားလို့ကျွန်တော်မေးချင်တယ်ထားပါတော့ဗျာသူများလည်းကတော့သူတက်တန်းရှိလို့လူငယ်ကိုနေရာမပေးတာကျွန်တော်အနေနဲ့ကလူငယ်ကိုနေရာပေးဆိုတာကျွန်တော်သိမကြိုက်ဘူးအဲ့စကားကိုနော်လူငယ်တွေကိုနေရာပေးဆိုတာကိုကျွန်တော်သိမနစ်တက်ဘူးဘာကြောင့်လဲဆိုတော့လူငယ်လူကြီးအသက်အရွယ်ဆိုတာ ageism ခေါ်တယ်ဘယ်လိုခေါ်မလဲဆိုတော့အသက်အရွယ်အားဖြင့်အစွန်းရောက်နေတာဖြစ်တယ်အဲ့တော့အသက်အရွယ်ဒီပုံမှာကျွန်တော်ကြီးဆိုင်စရာမလိုလူငယ်ဖြစ်လူကြီးဖြစ်သူ့ရဲ့လူကျင့်ဝတ်နဲ့သူ့ရဲ့အရေးချင်းပုံမှာပဲကျွန်တော်ကစကားပြောချင်တယ်လူငယ်ဖြစ်သည့်အလျောက်ပေါ့ဗျာအရေးချင်းရှိနေရပေးရမယ်လူကြီးဖြစ်သည့်အလျောက်လည်းအရေးချင်းမရှိရင်ဒါအသက်ကြီးတာတေဖို့ကြီးတာနော်ဘာအသိဉာဏ်မှပါလာတာမဟုတ်ဘူးအသက်ကြီးတာနှမျိုးရှိတယ်တကယ်တမ်းပေါ့ဗျာနော်နာယကဂုံတွေနဲ့တကယ်အတွေ့အကြုံတွေနဲ့တကယ်ပေါ့နော်ဟိုရင့်ကျက်မှုရှိတဲ့လူကြီးဖြစ်တယ်လို့အသက်ကြီးလာတာဘာမှမသိတဲ့သေဖို့ကြီးလာတဲ့အသက်ကြီးချင်းမျိုးတွေလည်းရှိတယ်အဲ့တော့လူကြီးလူငယ်တော့ကျွန်တော်ခွဲခြားမှုကျွန်တော်မကြိုက်ဘူးလူငယ်ပြင်ဖြစ်လင်ကစားပေါ့ဗျာနော်အရေးချင်းရှိရင်သူနေရာရသင့်ပါတယ်လူကြီးပင်ဖြစ်လင်ကစားသေဖို့အသက်ကြီးတာဆိုဘာမှမထူးဘူးအရေးချင်းပေါ်မှာအခြေခံမှဖြစ်တယ်လို့သူ့ရဲ့ဘယ်လိုခေါ်မလဲကြိုးစားအားထုတ်မှုပေါ်မှာပဲကျွန်တော်တို့အခြေခံပြီးတော့ကျွန်တော်တို့ဒီနေရာပေးသင့်ပါတယ်နော်အဲ့တော့အခုဦးမင်းအောင်လှိုင်ကျန်တဲ့လူကြီးတွေကတော့သူ့အခွင့်အရေးလေဟုတ်တယ်သူ့တက်တန်းမှာသူအရေးချင်းရှိလို့သူနေရာယူထားတာဟုတ်လားကျန်တဲ့လူငယ်တွေကြတယ်သူတို့အရေးချင်းမရှိလို့သဘောထားမှာပေါ့လူငယ်တွေလည်းနေရာရသင့်ပါတယ်ထားပါတော့သူကြတော့တက်တန်းကြီးကပြည့်နေသည့်တိုင်အောင်မှာပဲနေသူ့နေရာမှာဘယ်လူငယ်ကမှနေရာမပေးခြင်းတဲ့အတွက်ကြောင့်မလို့နေရာလောပစောတက်နေရကြတော့လဲဘယ်လိုလုပ်မလဲဟဟလားသူပြောတဲ့စကားနဲ့သူ့လုပ်ရတဲ့ညီရက်လားဗျာခင်ဗျားတို့စဉ်းစားကြည့်ပါဦးအဲ့တော့လူငယ်နေရာပေးဆိုလို့ရှိရင်ကျွန်တော်သာဟိုခေါမဆိုသတင်းသမားဆိုအဲ့မြန်မာပြည်သတင်းသမားကြီးကျွန်တော်မေးချင်တာသိလားခင်ဗျားတို့မေးလို့ရှိရင်ဟိုဘောလူကြီးသူမစိတ်ချမ်းသာစေမဲ့စကားမျိုးပဲမေးတာလားဘယ်လိုခေါမဆိုတော့အမှန်ကန်ပေါ့နော်ပြည်သူလူထုတကယ်သိကျင်တဲ့မေးခွန်းမေးမှာလားကျွန်တော်မေးချင်တာအဲ့ဒီမေးခွန်းမျိုးတောင်းပြီးလို့ရှိရင်လေခင်ဗျားတို့ကမြန်မာပြည်မှာဆိုတာပြောသူပေါ့ဗျာနော်မြန်မာပြည်ကအကြံဖန်ပဲရှိတယ်နော်တကယ်လွတ်လပ်တဲ့ဒီမိုကရေစီဆိုတာမရှိဘူးသတင်းခေါ်မဆိုတော့သတင်းမီဒီယာတွေဆိုလို့ရှိရင်လည်းပုံမှန်လင်းပြောအကြံဖန်အောက်မှာနေရတဲ့အတွက်ကြောင့်မလို့အကြံဖန်သတင်းမီဒီယာတွေဖြစ်နေတာကျွန်တော်ဖြစ်စေချင်တာလေအမေရိကန်လိုမျိုးလေအမေရိကလိုမျိုးတဲ့လွတ်လပ်တဲ့သမ္မတထရန့်ကိုမေးတာသမ္မတထရန့်ခါကျမျက်နှာတွေပဲရှူရှဲဖြစ်သွားတာဟိုတနေ့ကပဲသူ့ကိုတယောက်ကလှမ်းမေးတာသူမကျင်းလို့ဆိုလက်လေထောက်ပြအဲ့လိုမျိုးပေါ့မေးခွန်းဆိုတာမျိုးကမေးရမယ်အဲ့တော့မြန်မာပြည်ကဒီမီဒီယာတွေကြည့်လိုက်တဲ့ခါကျတော့လေဘယ်လိုခေါ်မလဲဆိုတော့
အထက်ရာရှိလူကြီးမင်းများကြိုက်နှစ်သက်တဲ့မေးခွန်းကိုပဲမေးပါမယ်မေးပေးမယ်ပြည်သူတွေကိုစားမေးပေးမယ်တစ်ဖက်ကဘယ်လိုခေါ်မလဲဆိုတော့ကိုယ့်အတွက်အကျိုးရှိမဲ့မေးခွန်းမျိုးနော်ကိုစီးပွားရေးတုံးနဲ့မထိုးမဲ့မေးခွန်းမျိုးပြီးလို့ရှိရင်အထက်ရာကိုနေရာရမဲ့မေးခွန်းမျိုးပြီးတော့လို့ရှိရင်ဖော်လန်ဖားမေးခွန်းမျိုးအထက်ရာရှိကြိုက်မဲ့မေးခွန်းမျိုးတွေမေးပြီးတော့အားလုံးအကြံဖန်လောကကြီးဖြစ်နေတာသတင်းဘယ်လိုခေါ်မလဲဆိုတော့ဂျာနယ်လစ်တွေနဲ့သတင်းစာရှင်းလင်းပွဲပေါ့ဗျာနော်ဦးမင်းအောင်လိုင်းသွားပြီးတော့အင်တာဗျူးတဲ့အချိန်မှာကြည့်လို့ရှိရင်ဘာမှပြောမလဲအကုန်လုံးအကြံဖန်နေပြီးသူတို့စိတ်ကြိုက်မေးသူတို့စိတ်ကြိုက်ဖြေဖို့အတွက်ပဲထားရတာတကယ်သတင်းမီဒီယာစစ်ပေါ့နော် journalism စစ်မြန်မာပြည်မှာမရှိပါဘူးလုံးဝမရှိပါဘူးเนาะအဲ့တော့ကျွန်တော်ကမေးစီချင်တာဦးမင်းအောင်လိုင်းဟုတ်ပြီအဲ့လိုမျိုးပေါ့လူငယ်တွေနဲ့ပတ်သက်ပြီးတော့ဒီလောက်ထိစိတ်ဝင်စားတယ်ဆိုဘာကြောင့်မို့လို့ဦးမင်းအောင်လိုင်းကြတော့လူငယ်တွေကိုမိမိနေရာမှာနေရာပေးဖို့မစင်းစားပဲနဲ့တရားလူတက်တန်းတွေကိုခဏထပ်တိုးနေတာလေဒါလေးတွေမမေးသင့်ဘူးလားအဲ့ဒီမေးခွန်းများမေးလိုက်လို့ရှိရင်ဦးမင်းအောင်လိုင်းဘယ်လိုများဖြေမလဲလို့ကျွန်တော်မေးချင်တယ်အခုဗျာကျွန်တော်ဒီကပဲကျွန်တော်ရဲ့ဒီ social media ပေါ့ဗျာနော်လူမှု platform ပေါ်ကနေပြီးတော့ကျွန်တော်မေးကြည့်လိုက်မယ်ဦးမင်းအောင်လိုင်းလူငယ်တွေပေါ့နော်သမရာကြီးပေါ့နော်ယာယီသမရာကြီးပေါ့နော်ယာယီသမရာကြီးအနေနဲ့လူငယ်တွေရဲ့အခန်းကဏ္ဍကိုအရန်ကိုခေါ်မလို့နှစ်သက်တာကိုဟလာဘယ်လိုခေါ်မလဲအရေးကြီးကြောင်းပေါ့နော်သိရှိတာကိုလည်းကျွန်တော်သိရှိရပါတယ်ပေါ့နော်သိရှိရတယ်ဒါကြောင့်မို့လို့လူငယ်တွေကိုနေရာပေးဖို့အားလုံးကိုတိုက်တွန်းနေရတဲ့အတွက်ကြောင့်မို့လို့အရန်ကိုကျင်းနှံ့မိပါတယ်ပေါ့နော်အဲကြောင့်မို့လို့အခုဦးမင်းအောင်လိုင်းရဲ့အခုကာကွယ်ဦးစီးချုပ်နေရာမှာရောဘာကြောင့်မို့လို့လူငယ်တွေကိုနေရာမပေးဘဲနဲ့နေရာတွေထက်ခါပေါ့နော်တက်တန်းတွေထက်ခါတိုးနေရတာလဲလို့ကျွန်တော်တို့ကတော့မေးရတော့မှာပေါ့ဗျာနော်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဦးမင်းအောင်လိုင်းဘာများဖြေကြားခြင်းပါတယ်လဲပေါ့ဗျာနော်ကျွန်တော်မေးပါတယ်ဗျာသိလားကျွန်တော်မြန်မာနိုင်ငံရဲ့ကိစ္စကတော့နှစ်ဖက်စဉ်းစားရမှာပေါ့နော်နှစ်ဖက်စဉ်းစားရမှာဥပမာဖြစ် PDF နဲ့ NUG ပေါ့ NUG ကိစ္စပေါ့အခုလိုမျိုး PDF NUG အနေနဲ့လဲဒါဘယ်ခေါ်မလဲသူတို့ရဲ့လက်နက်ကင်လမ်းစဉ်မှာဖောက်ခွဲမှုတွေစသဖြင့်ပေါ့ဗျာနော်တိုက်ခိုက်မှုတွေလုပ်တာတော့ရှိတယ်နော်ရှိတဲ့အတွက်ကြောင့်မို့လို့ဟုတ်တယ်လေဒါတစ်ဖက်ကပြူတစ်ဖက်ကဖြတ်နေတော့ဘယ်လိုနည်းနဲ့မှအောက်ပြမှာမဟုတ်ဘူးဒါပေမဲ့ဒါတွေအားလုံးကိုဒီပေါ့ဖြစ်ပျက်ရန်နေရကြီးပေါ့နော်ဒီကံချမာကြီးကိုရိုက်ချိုးဝေးနိုင်မှာသူပဲဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကလည်းသူ့ရဲ့ဘယ်ခေါ်မလဲအုပ်ချုပ်ရေးရန်နေရစစ်တပ်ပေါ့ဗျာနော်သူ့ရဲ့စစ်တပ်ကလည်း NUG PDF အုပ်ချုပ်တဲ့ဒေသတွေမှာလေရင်နဲ့ဘုံကျဲနေတာတွေနော်နောက်တစ်ခုကဟိုမှာပွဲလန်းသပင်တွေကျင်းပလို့မရ NUG PDF အုပ်ချုပ်တဲ့ဒေသတွေကဘာတွေဖြစ်နေဆိုတဲ့အခါကျတော့ပွဲလန်းသပင်လည်းကျင်းပလို့မရဘူးပြည်သူလူထုလည်းပျော်အောင်ထားလို့မရဘူးကောင်းရောင်းကောင်းဝယ်လည်းလှုပ်ရှားလို့မရဘူးကောင်းလည်းနေလို့မရဘူးအမြဲတမ်းကောင်းကင်ပေါ်ကိုကြည့်ပြီးတော့ကြောက်ရွံ့နေရတဲ့အခြေအနေတွေဖြစ်တယ်အဲ့တော့စစ်ဖြစ်နေပြီလို့ယူဆလို့ရှိရင်တော့ NUG PDF အနေနဲ့ကလည်းဒါဘယ်လိုခေါ်မလဲဆိုတော့ဒီသူတို့လည်းရလက်နက်နဲ့တုံ့ပြန်ပါပဲအဲ့တော့ဒါမျိုးပေါ့ NUG PDF ပြင်ကိုအခုသူအဓိကရည်ညွှန်းပြီးပြောဆိုသွားတာ AA ကိုအဓိကရည်ညွှန်းပြီးပြောဆိုသွားပါတယ် AA ရဲ့လာဖြတ်တယ်ပေါ့ AA လာဖြတ်ဆို AA ထိန်းချုပ်နယ်မြေမှာရောအခုဘယ်လိုခေါ်မလဲကောင်းမွန်နေရလား AA ထိန်းချုပ်နယ်မြေတွေကြတော့လစ်တို့သွားပြီးတော့ကိုကဘုံကျဲမှာတော့ဟိုကလည်းကိုအုပ်ချုပ်တဲ့ဒေသမှာသူကိုယ်တိုင်လည်း AA ကိုအုပ်ချုပ်လို့မရအောင်လုပ်ထားတယ်အဲ့တော့ AA ကလည်းသူအုပ်ချုပ်လို့မရအောင်လုပ်ကြမှာပဲအဲ့တော့ဒီကိစ္စမှာဘယ်သူမှအားပေးစရာတော့မဟုတ်ဘူးဒါပေမဲ့သူပြောတဲ့စကားလေးတွေမှာဘယ်လိုခေါ်မလဲဆိုတော့သူ့ဘက်ကိုယ့်ဘက်ကြည့်တဲ့ယူဆလေးတော့ရှိတယ်ပေါ့သူများနယ်ပြည်မှာသူများထိန်းချုပ်နယ်ပြည်မှာဘုံသွားကျဲနေသူထိန်းချုပ်နယ်ပြည်မှာလာဖြတ်စည်းမှာပဲလေသူဖြတ်ကိုဖြတ်အဲ့တော့သူများအဖြတ်သမားလို့ကိုကပြောမယ်ဟေ့ဆိုလို့ရှိရင်လည်းကိုယ်လည်းသူတို့ဘက်ကပြန်ပြင်မှာပါလဲဆိုတော့အဖြတ်သမားလို့ပြန်ပြင်မှာပဲထို့တူ NUG PDF အနေနဲ့ကလည်းနယ်မြေထိန်းချုပ်မှုရှိတယ်သူနယ်မြေထိန်းချုပ်မှုမှာဦးမင်းအောင်လိုင်းအနေနဲ့ဘယ်လိုခေါ်မလဲဆိုတော့ရန်သူကိုလက်ဦးမှုယူပြီးဘုံကျဲနေတဲ့အတိုင်းတာတွေရှိပါတယ်နော်အဲ့တော့သွားဘုံကျဲနေမှာတော့သူတို့ဘက်ကလည်းပြန်ပြီးတော့စေရေးရတုံ့ပြန်ဖြတ်စည်းလာတဲ့ခါကြလို့ရှိရင်သူတို့ကိုကအဖြတ်သမားလို့ပြောမယ်ဆိုလို့ရှိရင်လည်းမိမိဒီပင်လင်ပဲအဖြတ်သမားပြန်ဖြစ်နေပါဦးမင်းအောင်လိုင်းပြောဆိုခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကထောက်ပြချင်တာကလူငယ်တွေကိုနေရာပေးဆိုလို့ရှိရင်တော့သူ့နေရာကိုဘာကြောင့်လူငယ်တွေကိုနေရာမပေးဘဲနဲ့နေရာကိုတစ်ချိန်လုံးယူထားတာလဲဆိုတာသူကိုယ်တိုင်ပြန်ဖြေရမယ့်မိကုန်းတစ်ခုဖြစ်တယ်သူကကောင်းတာလုပ်တယ်အတိုက်ခံနေပေါ့ဒီဒေါ်လာရင်းအုပ်စုတွေကဖြက်စီးတယ်ဆိုလို့ရှိရင်သူကိုယ်တိုင်ရောအခုလက်နက်ကင်နေမိနေမှာဟိုဘက်ဖြက်စီးသွားလုပ်နေတာပဲဖြစ်တယ်အဲ့တော့သူဖြက်လို့ကိုဖြက်ကြတဲ့ဒီတန်ရာကြီးမှာလဲနေကြတာကိုသူကိုယ်တိုင်ပြန်ပြီးနားလဲတင်တယ်ဒါတွေကိုလည်းသူအနေနဲ့ပို့ပြီးသိတင်ပါတယ်နော်
ကျွန်တော်ဒီနေရာမှာအဓိကပြောချင်တာလေးတစ်ခုရှိတယ်ဗျအဲ့ဒါကဒေါ်သက်ခိုင်ကိုဆွဲတဲ့ဆွဲပုံเนาะဘူးလလဆွေကြီးကိုဆွဲတဲ့ဆွဲပုံနောက်ထပ်ကိုတင်မျိုးဝင်းတို့ပေါ့နော်ကိုရွှေမျိုးဝင်းလားသူ့ကိုဆွဲတဲ့ဆွဲပုံကိုရာစွာတို့ကိုဆွဲတဲ့ဆွဲပုံနောက်ထပ်လုံးဝအမြင်မသိတဲ့သူတွေရှိသေးတယ်ဆွဲပုံတွေမတူဘူးနောက်ထပ်မှဆွဲပုံဆွဲနည်းဆိုတာရှိတယ်ဆွဲပုံဆွဲနည်းမတူဘူးเนาะဖမ်းဆီးတဲ့နေရာမှာအခုမြန်မာပြည်မှာတက်မတော်ကဖမ်းဆီးတယ်ပေါ့တက်မတော်အစိုးရဦးမင်းအောင်လိုက်အစိုးရဖမ်းဆီးတဲ့ပုံစံကအစစ်စစ်ရှိတယ်အစင်းစင်းရှိရဆိုတဲ့နေရာမှာကျွန်တော်ခေါင်းကနေစပြောပါမယ်เนาะခေါင်းကနေစပြောမယ်တကယ်တမ်းပေါ့ဦးလောက်စီတခါဆွဲခံရသေးတာခင်ဗျားတို့သိပါလိမ့်မယ်เนาะသူတို့ကတော့မဆွဲမခံဘူးလို့တော့ပြောတာပေါ့ဗျာเนาะကျွန်တော်တို့ကတော့ဒါသူလည်းပျောက်သွားတာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ယူဆရပေါ့ဗျာเนาะအားလုံးကလည်းယူဆထားတာဆိုတော့ထားပါကျွန်တော်ဆွဲတယ်လို့ပဲကျွန်တော်လည်းယူဆပါတယ်ကျွန်တော်ယူဆချက်ပေါ့မှန်တယ်မှားတယ်ဆိုတာတော့သူ့ရဲ့ဖြေကြားမှုပုံမှာတခုတည်းမှလည်းပြောလို့မရဘူးမြန်မာနိုင်ငံရဲ့သတင်းလွတ်လပ်ခွင့်နဲ့အခြေအနေတွေကဘယ်ဘက်ကမှန်တယ်ဆိုတော့ကိုပြောလို့မရတဲ့ပုံစံမျိုးဖြစ်နေတာ။ဘာကြောင့်လဲဆိုအားလုံးကဖုံးဖိပြီးတော့အကြံဖန်လောကကြီးဖြစ်နေတာနော်။အဲ့တော့ဦးလောက်စီယူဆွဲသွားတယ်ပြန်လွှတ်ပေးပါတယ်နော်။ပြန်လွှတ်ပေးလိုက်တယ်လို့ကျွန်တော်တို့ကယူဆတယ်ပေါ့ဗျာနော်။နောက်နေ့ပြန်ပေါ်လာတယ်။ဦးလောက်စီဟုတ်ပြီတော့သက်ခိုင်ဆွဲသွားတယ်တရားဥပဒေနဲ့ပြန်လည်ရင်ဆိုင်ရမယ်လို့ကျွန်တော်ညွှန်နေတာပေါ့ဗျာနော်။ထို့တူဆယ်လီနာမည်ကြီးပေါ့ကိုရစာကိုဆွဲတယ်။မနဲ့ဆွဲပြီးတော့ညနေချုပ်လက်ထည့်ပလိုက်တယ်ကိုရွှေမျိုးဝင်းအခုတည်းချုပ်ထဲမှာကြည့်နေမထွက်ရသေးပါဘူးကိုဇော်ဘောဟိဆိုလို့ရှိရင်ဆွဲသွားတယ်ဘယ်လိုပဲဖြစ်တော့ဒါသူလည်းနာမည်ရှိသေးတယ်နာမည်ရှိတဲ့သူတရားပေါ့ထို့တူနောက်တစ်ယောက်ရှိပါသေးတယ်ရုပ်ရှင်မင်းသားတယောက်ရဲ့အဖေလေနော်အဲ့တော့သူလည်းဆွဲခံရတယ်အခုချိန်ဒီချုပ်ထဲမှာရှိတယ်ဦးငါမိတ်ဆွေလည်းဆွဲခံရတယ်ဒါကတော့အထင်ကြီးရတယ်ဆွဲတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အထင်ကြီးရဆိုလှုပ်ချင်လို့မရဘူးလှုပ်ချင်လို့မရဒါပေမဲ့တော့လုံးဝမျက်နှာမွဲများအစွဲခံရတာကြတော့နှစ်မျိုးရှိတယ်မျက်နှာမွဲတွေအစွဲခံရပြီဆိုရှင်ခါကြရင်လူတော်မသိဘူးလူမသိပဲနဲ့အချုပ်ထဲရောက်သွားတယ်မျက်နှာမွဲတွေဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောဆိုမိလို့ရေးသားမိလို့ဆိုပြီးတော့အချုပ်ထဲကိုရောက်သွားတဲ့သူတွေရှိပါတယ်အများကြီးရှိရနော်ထို့တူအဲ့ထက်မှပို့ပြီးတနာဖို့ကောင်းတာကဘယ်လိုခေါ်မလဲကျွန်တော်တို့ဒီပေါ့တော်လန်ရေးကိုအားပေးမိလို့ထောက်ဖို့လုပ်လို့ဆိုတဲ့သူတွေအစွဲခံရလို့ရှိရင်တော့ဆွဲခံနှစ်နည်းရှိပါတယ်နော်ဒါတွေကဆွဲခံဒီနောက်တနည်းကကြတော့နောက်ထပ်ဆွဲခံတဲ့သူကကြတော့ဘယ်လိုခေါ်မလဲစေးသမားအရသမားလေးတွေသိတယ်မလားအဲ့လိုမျိုးတွေဆွဲခံလို့ရှိရင်တော့သူတို့ကနှစ်ခုရွေးလို့ရတယ်ရွေးမယ်ဆိုတာစစ်ထဲဝင်မလားစစ်ထဲဝင်မယ်ဆိုလို့ရှိရင်တော့တမျိုးဖြစ်သွားပြီနော်လက်သွားစစ်ထဲဝင်အချုပ်ထဲဝင်မလားဒါမျိုးသူတို့ရွေးချယ်ပိုင်လို့ရှိသေးတယ်ဒါပေမဲ့တော့ခင်ဗျားတို့ဒီလက်နက်ကင်တော်လိုင်းကိုအားပေးနေတော့ထောက်ဖို့တို့ဘာလို့ဆွဲခံရပြီဆိုလို့ရှိရင်တော့ဆွဲခံရတဲ့နည်းရှိတယ်။တနည်းကဘာလဲဆိုလို့ရှိရင်တနည်းကအပြောက်ဆွဲခြင်းလို့ခေါ်တယ်။အပြောက်ဆွဲရဆိုတာကလုံးဝဒီလူနဲ့ပတ်သက်ပြီးလုံးဝပျောက်သွားပြီ။သူတို့ဆွဲပြီဆိုတာနဲ့ပျောက်သွား။အဲ့လိုဆွဲပြီဆိုလို့ရှိရင်ဘယ်လိုဆွဲလဲဆိုမျက်နှာကိုအုပ်လိုက်ပါတယ်။အုပ်ပြီးတော့ဘယ်သူမှမသိဘယ်သူဆွဲသွားဆိုတာမသိတဲ့ပုံစံမျိုးလူမိုက်ဆွဲနေဆွဲတာ။အဲ့ဆွဲနေအဲ့လိုလူမျိုးအဲ့လိုဆွဲခံရပြီဆိုလို့ရှိရင်ဒီလူဟာအသက်ပြန်ရှင်လာမယ်လို့တော့မမျှော်လင့်နဲ့တော့ဒီလူနဲ့ပတ်သက်ပြီးစင်းဖြောက်လိုက်အဲ့လိုမျိုးရှိတယ်နော်ဒါကဆွဲနေတယ်နေနောက်တဲ့ဆွဲနေရတော့လူတွေတိသွားပြီဆိုလို့ရှိရင်တော့သူတက်တာတယ်အခုကျွန်တော်မှာအချက်လက်တွေရှိပါတယ်နော်အချက်လက်တွေရှိတယ်ဆိုတာကကျွန်တော်ဒါတွေကိုပြောချင်တိုင်းပြောလို့မရပါဘူးမန္တလေးကသူ့နာမည်လည်းသိတယ်မှတ်ပုံနေလည်းသိတယ်နော်ဆွဲခံလိုက်ရတယ်ထောက်ဖို့ပဲဆွဲခံလိုက်ရပြီအခုချိန်ထိလာပေါင်းများစွာကြာပြီလုံးဝအစအနပျောက်သွားပြီဒါကသူတို့ဆွဲခံတယ်ဆွဲနေအဲ့တော့မြန်မာနိုင်ငံမှာပြစ်မှုကျူးလွန်လို့ဆွဲမယ်ဆိုရင်တော့မှပါရဲ့ဆွဲတဲ့ပုံစံကအဆင့်ဆင့်ရှိတယ်မျက်နှာမွဲနဲ့နောက်ဆုံးပြီးတော်လန်ရေးများဆွဲခံရပြီဆိုလို့ရှိရင်တော့အပြောက်ဆွဲခံခြင်းနဲ့ကျွန်တော်တို့အပြောက်မဆွဲခံခြင်းပေါ့ဗျာနော်လူသိရှင်ကြားဆွဲခံခြင်းနှစ်နည်းရှိသွားပြီအဲ့တော့အနှိမ်ဆုံးစင်လေးတွေဆွဲခံတဲ့ပုံစံပိုတနာဖို့ကောင်းပါတယ်အခုဒေါ်သက်ခိုင်ဆွဲတဲ့ကိစ္စတော့အခုတိုင်းပြည်ပြည်သည်ဆိုရင်ဘာမှမဖြစ်ပါဘူးနော်ဘာမှမဖြစ်သေးပါဘူးဘာမှဟိုမသိဒီမသိလေးတွေထောက်ဖို့လေးတွေဟုတ်လားဒေါ်လာရေးအားပေးထောက်ခံသူတွေဆွဲခံရင်တော့နှစ်နည်းရှိတယ်ပျောက်သွားတဲ့သူတွေရှိပါလေအဲ့လူတွေရဲ့ဘယ်လိုခေါ်မလဲအချက်လက်တွေနေရနာမည်တွေကအစားကျွန်တော်မှရှိပါတယ်နော်ဒီနေ့ကျရင်ကျွန်တော်မေးပါမယ်ဒီလူကိုဆွဲသွားတယ်ဘယ်ရောက်နေပါသလဲပေါ့ဒီလူကဘလို့ဖြစ်လို့ခင်ဗျားတို့ဖြောက်လိုက်ပါသလဲပေါ့နော်စားသဖြစ်ပေါ့နော်ဒါမဲ့တော့ဖြောက်လိုက်တာလားဒါမှမဟုတ်ရှိရင်အထက်မှာပဲရှိနေတဲ့စစ်ဆေးဆဲဖို့လို့လားတော့ကျွန်တော်မသိဘူးပေါ့ဗျာနော်ဒါမျိုးဆွဲနေရတွေအားလုံးကနိုင်ငံတစ်ခုရဲ့အစိုးရတရက်အနေနဲ့ဒါမျိုးလုပ်ရက်တွေအားလုံးဟာလုံးဝမလုပ်တဲ့လုပ်ရက်တွေဖြစ်တယ်တ
ချို့လည်းထောင်ထဲကပြန်ထွက်လာတယ်သွားတော့မရှိတော့တဲ့ပုံစံမျိုးတွေရှိတယ်ဒါမျိုးတွေကလုံးဝမလုပ်သင့်ဘူးဗျာနော်နိုင်ငံတော်အစိုးရတည်းရဲ့အနေနဲ့လုပ်နေတဲ့ပုံစံတွေကဒါပေမဲ့လည်းအချက်လက်တွေကကျွန်တော်ညင်းလို့မရတဲ့အချက်လက်တွေဖြစ်နေတယ်ကြည့်နေဗျာထောင်ထဲရောက်သွားတယ်ဒါမျိုးရိုက်နှက်စစ်ဆေးစရာလိုသလားဗျနော်သွားတွေတော့မပါလာဘူးတချို့ဆိုရှင်အသားရည်တွေကမွန်းခံတာရတယ်ဗျာစသဖြင့်ပေါ့တချို့ဆိုရှင်ပုံမှန်လေးပြောရင်ဒီထက်ပို့ပြီးတော့ဆွဲပုံတွေရှိသေးတယ်နောက်ဆုံးပိတ်စစ်သားချင်းပြန်ဆွဲနေတာမှာအဲ့စစ်သားလေးထွက်လာလို့ရှိရင်လက်မှာလက်သေးကုန်မရှိတော့ဒါတွေမလုပ်သင့်ဘူးဒီရက်ဆက်မှုတွေဟာကျွန်တော်အားပေးနေတဲ့စစ်တပ်နော်ကျွန်တော်အားပေးနေတဲ့စစ်တပ်ဒါမျိုးလုပ်နေဆိုလို့ရှိရင်ကျွန်တော်တို့ကမတိကြိုးကြုံပြုတ်နေတိရသားနဲ့မပြောဘူးဆိုလို့ရှိရင်ကိုစစ်တပ်ကိုဘယ်လိုခေါ်မလဲဘလို့နီးနေမှာပေါ့ဗျာဒါမျိုးအဖြစ်မခံနိုင်ဘူးဗျာသိလားမအဲ့တော့စစ်သားလေးတွေဆွဲခံတယ်ပြန်ထွက်လာရင်လက်သေးမရှိတော့ဘူးဩစစ်သားအောင်မှဆွဲခံပြီးလက်သေးမရှိလို့ရှိရင်အခုကျွန်တော်ဒီစကားပြောနေနေဒီစကားအဓိကဘာကြောင့်ပြောနေလို့ရှိရင်အခုဦးမင်းအွန်လိုင်းသူဘလို့ပဲပြုံးဖြီးဖြီးနဲ့လုံနေသူ့ရဲ့စက်တက်မှာအုတ်ချုပ်ရေးရန်နေရမှာလုံနေတဲ့သူတွေရဲ့ပုံစံကအဲ့ဒီနော်စကြောရေးတွေကအစားတစ်ဖြစ်ပေါ့နော်တကယ်ကိုရက်ဆက်ကြမ်းတမ်းတဲ့စစ်ဆေးမှုတွေရက်ဆက်ကြမ်းတမ်းတဲ့လုပ်ရက်တွေကိုလုပ်နေပါတယ်နော်လူအပြောက်ခေါ်အပြောက်ရိုက်တာတခုနောက်ကစစ်ပြီးဆိုလို့ရှိရင်လည်းဘယ်လိုခေါ်မလဲဂျပန်စစ်တပ်ကစစ်တဲ့ပုံစံမျိုးစစ်နေတာတွေဒါတွေကတကယ်ရှိနေတယ်နော်အဲ့တော့ကျွန်တော်ဒါရင်းနဲ့ပတ်သက်ပြီးတော့ပြောရလဲစိတ်မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့မပြောလို့ရှိရင်လည်းအထက်လူကြီးမင်းတွေမသိပဲနဲ့အောက်မှာလှုပ်ချင်တိုင်းလှုပ်နေတဲ့ပုံစံမျိုးတွေဖြစ်နေမယ်ခင်ဗျားတို့ဒီကိစ္စတွေအားလုံးမှာဟိုရန်တပုံကိုပေါ့နော်တပုံပေါ့ခင်ဗျားတို့ပြောမယ်ဆိုတပုံပေါ့ဒီဒေါ်လာရေးထောက်ခံသူတွေကိုဒါမျိုးဆက်ဆံနေတာဟာဆိုရင်လုံးဝမကောင်းပါဘူးဗျာနော်အဲ့တော့အခုကစစ်ကြောရေးနဲ့ဂျပန်ချွေးတက်ရာဇဝတ်အဲ့လိုတူနေတယ်ဒါမျိုးတွေမဖြစ်သင့်ဘူးဒါတွေကကျွန်တော်သိတယ်ပြင်ရမယ်နော်ပြင်ရမှာပါဒါမျိုးတွေလက်ခံလို့မရပါဘူးကျွန်တော်တို့ကလည်းဒါတွေကိုထားပါတော့ဗျာနော်ဒါတွေနဲ့ပတ်သက်ပြီးတော့တစ်ချိန်ပေါ့ကျွန်တော်မျှော်လင့်ခဲ့တာရှိတယ်တစ်ချိန်အေးချမ်းသွားတဲ့အချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာပြန်ပြီးတော့ဖော်ထုတ်နိုင်မယ်ဟာလားပြန်ပြီးတော့ဒါမျိုးကျူးလွန်တဲ့သူတွေကိုကျူးလွန်တဲ့တပ်မတော်သားတွေပေါ့ဗျာနော်အကုန်လုံးတပ်မတော်ကြီးတစ်ခုလုံးမကောင်းဘူးလို့ပြောလို့မရအောင်နော်အဲ့တော့ကျူးလွန်တဲ့တပ်မတော်သားတွေကိုကျွန်တော်တို့ပြန်ပြီးတော့တာဝန်ယူမှုတာဝန်ခံမှုရှိခိုင်းစေမယ်ဆိုတော့ကျွန်တော်မှယုံကြည်ချက်မျှော်လင့်ချက်ရှိခဲ့တယ်အဲ့ဒီမျှော်လင့်ချက်တွေအားလုံးကိုဘယ်ဟာရိုက်ချိုးပလိုက်လဲဆိုရှင်စစ်တပ်ကရေးပေါ်ချိန်ဒီမှာဘာပဲလုတ်သမျှအရာအားလုံးဒီတရားဝင်ပါသည်ဘယ်ဟာကာကွယ်ပေးလိုက်ဆိုတော့အခြေခံဥပဒေရဲ့ပုံမှန်ကာကွယ်ပေးလိုက်တယ်နော်အခြေခံဥပဒေပုံမှန်ရဆိုလို့ရှိရင်ပြည်မှုဆိုင်ရာစစ်တပ်ကအခုရေးပေါ်ချိန်ဒီမှာဘာပဲလုတ်ခဲ့သမျှအရာအားလုံးဒီပြန်ပြီးတော့နောက်ကြောင်းပြန်ပြီးတော့ဥပဒေနဲ့ရေးယူလို့မရအောင်ဆိုတဲ့ခါကျတော့စစ်တပ်လုတ်ချင်တာလုတ်ခွင့်ပေးခဲ့တဲ့စစ်တပ်ကစစ်သားတွေပေါ့ဗျာနော်ကြမ်းတမ်းလုတ်ချင်တိုင်းလုတ်ဖြုတ်ချင်တိုင်းဖြုတ်ဆိုတဲ့ပုံစံမျိုးတွေအားလုံးကိုလုတ်ခွင့်ပေးလိုက်တယ်ဗျာအခြေခံဥပဒေအလုံးဝကာကွယ်ပေးထားတယ်အခြေခံဥပဒေပုံမှန်40 41 42 43အဲ့ဒီပတ်ဝန်းကျင်လောက်မှာရှိပါလိမ့်မယ်ဘယ်လိုမှလည်းဒါကိုလွတ်တော်မှာမေးမြန်းပြီးတော့ဥပဒေပြုစုပြီးတော့ပြန်ပြီးတော့ရေးယူဖို့လည်းမလွယ်တော့ဘူးဗျာနော်အဲ့တော့အခုရေးပေါ်အခြေအနေကာလဆိုပြီးတော့စစ်တပ်ကလှုပ်ချင်တိုင်းလှုပ်နေတဲ့ဒီပေါ့စစ်ကြောရေးတွေအားလုံးစင်ချင်ပါဗျာနော်ကိုချင်းစာပါမုံတရားတွေမထားပါနဲ့နော်အချင်းချုပ်ပြီးတော့ကျွန်တော်တေချာပြောရမှာဆိုရင်ဒေါ်သက်ခိုင်ဆွဲတာကဘာမှဖြစ်ပါဘူးသူဘာမှသူ့ကိုပြောရိုက်နှက်မှုတွေမလုပ်ပါဘူးနော်ရိုက်နှက်မှုတွေမလုပ်တော့ဘူးလို့ကျွန်တော်တို့မျှော်လင့်တယ်အဲ့တော့ဆွဲတဲ့ပုံစံတွေမှာအမျိုးဆွဲတဲ့နည်းတွေရှိတယ်အပြောက်ဆွဲနော်အပေါ်ဆွဲအောက်ဆွဲနော်အထက်ဆွဲ background ရှိလို့ဆွဲနီးပေါင်းစုံအများကြီးရှိတယ်ဆိုတာသိစေချင်ပါတယ်အဲ့တော့ဦးမင်းအွန်လိုင်းစစ်တပ်ဒီမိုကရေစီစစ်တပ်လားပြုံးဖြီးနဲ့သူ့ကိုကြည့်လို့ရှိရင်ကဘာမှာတနာစရာအကောင်းဆုံးနော်ကာချုပ်ချစ်စရာအကောင်းဆုံးကာချုပ်ဖြစ်အောင်နေပြီမဲ့တကယ်တမ်းဒီအဲ့အပြုံးရဲ့နောက်ွယ်မှာဖြစ်ပျက်နေတဲ့အရာတွေအားလုံးကတော့ကဘာရဲ့အကြောက်စရာအကောင်းဆုံးပုံစံမျိုးတွေထဲမှာပါနေတယ်နော်ဒါရှိတရားနော်ခင်ဗျားတို့ကျွန်တော်တို့ညာလို့မရအောင်စစ်သားဆွဲရင်တော့မှစစ်တပ်ထဲကစစ်သားတော့မှပဲသူများမပြောတော့ကိုယ့်စစ်သားကမှကိုယ်ပြန်ထွက်လာရင်လက်သေးကုန်မရှိတော့အဲ့တော့စစ်သားတွေအသေးကြောက်တာအဲ့ဒါအသေးကြောက်တာစစ်သားတွေလည်းလန့်ဖြန့်နေအဲ့ဒါတွေပါတယ်အဲ့လိုမျိုးပေါ့နော်ဟိုဘာမှမဆိုတော့စစ်တပ်ကိုလည်းအကြောက်တရားတွေနဲ့စစ်သားတွေကနေနေရတာပါ
သူတို့သွားပြောလို့မရဘူးသွားပြောလို့စစ်ကြောကြီးပါသွားလို့ရှိရင်သူတို့ကိုယ်တိုင်ပင်လင်သွားတွေပါရှိလာမှာမဟုတ်တော့လက်သေးတွေပါထွက်လာပါလာမှာမဟုတ်တော့ဒါကအရှိတရားဖြစ်တယ်အဲ့တော့ကြောင့်မလို့တော့အဲ့တော့ပြီးကျွန်တော်ဒီနေ့အဓိကထားပြီးတော့ပြောချင်တာလေးကတော့လူငယ်တွေเนาะလူငယ်တွေကိုနေရာပေးဆိုတဲ့ဦးမင်းအွန်လိုင်းကသူ့နေရာချတော့တခါလဲကုတ်ကပ်ပြီးယူထားတယ်လူကြီးဖြစ်ပြီးတော့တခါလဲမထွက်နိုင်ဖြစ်နေတာတကယ်တမ်းပြောတစ်မျိုးအလုပ်တစ်မျိုးဖြစ်တယ်ဆိုလို့ချင်း hypocrisy ဖြစ်နေပါပြီเนาะအဲ့တော့ဒါကတစ်ချက်เนาะနောက်တစ်ချက်အနေနဲ့တော့တသက်ခိုင်ကိုဆွဲသွားတယ်ရွေးကောက်ပွဲကိစ္စနဲ့ဆိုတော့ဒီရွေးကောက်ပွဲဟာနိုင်ငံတော်အဆင့်အကြံဖန်လုပ်မှုကြီးဖြစ်တော့ဘူးလားအဲ့လိုမျိုးမဖြစ်ဖို့ဆိုဘာလုပ်ရမလဲအခုလိုမျိုးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကဲလှုပ်เนาะကဲလှုပ်ပြီးတော့နည်းနည်းလေးဝေဖန်မျက်စောင်းလေးထိုးမိမယ်အချုပ်ထဲထည့်နေရတဲ့အားလုံးဟာမလုပ်သင့်တဲ့လုပ်ရဖြစ်တယ်အဲ့တော့ကိုပြန်ပြီးတော့သူများဆွဆွဲမှုကိုကိုယ်တိုင်ဝန်ခံနေတာဖြစ်သွားပြီเนาะကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်